ဘော်လိုနီယာကိုမက်ဆီလေးနင်းဆက်ရတော့ခိုးသွားတာတယ်2013မှာခွက်ပြောင်းဖြစ်တဲ့ရွယ်ရိုရတာကြတော့သူပရိသတ်တွေကထိုက်တန်နေတယ်ပရိသတ်များဝဲမိလာများဟင်းသာအမက်ခွန်ရှိကိုမောင်ဖိုင်စစ်ပတင်စာမေးကနေအားလုံးကိုပြလိုက်ကြိုလဲပါတယ် iPad ခွန်ရှိကိုမောင်556ကစားမယ်ဆိုရင် Viber Telegram 399ခွန်9ချုပ်စီ905ခွန်မှာဆက်သွယ်အကောင့်ဖွင့်ကစားနိုင်ပါတယ်ခင်ဗျာ2009 2010 2011 2012ဒီ၄နှစ်တာကာလကိုဘောလုံးသမိုင်းပညာရှင်တွေကမက်ဆီခလို့မခေါ်တင်ပါဘူးဖျက်ဆီးခြင်းခလို့ခေါ်တင်ပါရင်ဘာလဲဆိုတော့မက်ဆီကပြန်မဲ့ခံစင်မှုတွေရဲ့6ထောက်ကိုတင်ဖျက်ဆီးတာမဟုတ်ပါဘူးစင်းအင်းမှတ်တမ်းတွေဘောလုံးဥပဒေတွေနဲ့ရိုနယ်ဒိုပရိသတ်တွေရဲ့စိတ်နှလုံးသားတွေကိုပါတစားစီချေမုံဖျက်ဆီးပစ်ခဲ့လို့ပါပဲဒီကာလမှာဘောလုံးတရားစုဝေးပွဲကျင်းပသူတွေခင်ဗျာတော်တော်လေးကောင်းကိုက်ခဲ့ရမှာပါစုဝေးပွဲဖိတ်စာရိုက်တိုင်းဝင်နာလီယိုနယ်မက်ဆီဆိုပြီး၄နှစ်ဆက်တိုက်ရိုက်နေရတော့ပရင်တာတော်မှမက်ဆီနာမည်ကိုအလို့ရနေတော့ပြီကဲသူဘာလို့ခဲလို့ဒီစုတွေရခဲ့တာလဲဘယ်လိုပရိသတ်တွေပြောသလိုခိုးခဲ့တာလားအချက်လက်တွေကိုချက်ကြည့်ရအောင်2009ခုနှစ်ဂိုးပေါင်ဝင်ပတ်သက်မှု56ကိုဒါကအစာပြုံးမယ်ရှိပါသေးတယ်ဘာစီလိုနာနဲ့ဖလား6လုံးရတဲ့နှစ်ပေါ့ညာတမန်ကနေအတွင်းဖြတ်ဝင်ခေါင်းတိုက်ကိုတွေအတွင်းချန်ပီယံလိဖိုင်နယ်မှာဖိုင်နယ်နဲ့ဗီဒီဂျာကနေခေါင်းတိုက်တာမှတ်မိကြမှာပါကဘာကြီးကငါလာပြီးဟဲ့လို့ကြေညာတဲ့နှစ်ဒီနှစ်မှာဘယ်သူမှမရှင်ရဲပါဘူးရဲဒိုရာမိုင်ကနေရီယက်ကိုပြောင်းပြီးအသားကျဖို့စ조사နေတော့2010ခုနှစ်ဂိုးပေါင်ဝင်ပတ်သက်မှု89ကိုဒီနေ့မှာရှနိုက်ဒါရားသင်းပါတယ်ဘာညာပြောကြတယ်ဟုတ်ကဲ့ရှနိုက်ဒါကောင်းပါတယ်ဒါပေမဲ့ဒူးချင်းစွမ်းဆောင်ရီမှာ89ကိုဖန်တီးတွင်းယူထားတဲ့မက်ဆီကိုရှင်မို့ဆိုတာစပိန်နဲ့ဖရာရီပြိုင်ပေါင်းသလိုဖြစ်နေပါတယ်ကွင်းလယ်ကနေဂိုးရှိတီတယောက်တည်းဆွဲပြေးပြီးတွင်းနေတဲ့အကောင်ကိုဘယ်သူတားမလဲ2011ခုနှစ်ဂိုးပေါင်ဝင်ပတ်သက်မှု66ကို96ကိုတည်းဗျာတနေ့ထဲမှာတော့တချို့တိုက်စင်မှုတွေသူတို့ကစားမပွားတဲ့ရှောင်းလုံးအတွင်းမှာဒီလောက်ရတာပါဒီနေ့ဘာစီနာသင်းကလည်းဂျိုသားအသင်းမှာမန်ကိုဖိုင်နယ်မှာ3-1နဲ့နိုင်တော့ကဖာဂူဆန်လက်တုံသွားတဲ့အထိပါပဲမက်ဆီကကွင်းထဲမှာလမ်းရှောင်းနေအောင်ဂိုးဝင်နေတဲ့အနေထား2012ခုနှစ်ဂိုးပေါင်ဝင်ပတ်သက်မှု133ကိုဒါကတော့တကယ်ထိတ်တန်းပါပဲဂရင်းနစ်စံချိန်နဲ့62ကိုသွင်းတဲ့နှစ်ဂိုးပေါင်ဝင်ပတ်သက်မှု133ကိုနဲ့ခင်ဗျားတို့စဉ်းစားကြည့်တချို့အသင်းတွေတသင်းလုံးပေါင်းမှ100ဒီဂိုး90လောက်သွင်းတာမက်ဆီကတယောက်ထဲ133ကိုပေါင်ဝင်ပေးခဲ့တာဒီနေ့မှာမက်ဆီဘောလုံးတရားစုမရရင်ဘောလုံးလောကကိုဖျက်သိမ်းပြီးတန်းနေပဲသွားရေးကြတာဖို့ကောင်းပါလိမ့်မယ်ဒီလောက်ထင်ရှားနေတဲ့ကင်းကနနေရှိနေတာတော့ရယ်ဒိုပရိသတ်တွေကမက်ဆီခိုးတယ်လေအင်နီစတာရားတင်တာဇာဘီရားတင်တာဆိုပြီးရုတ်တရက်ကြီးဘာစတာကွင်းလေလူတွေကိုချစ်ပြနေကြတာရယ်ဒိုပရိသတ်တွေကဘာနဲ့တူလဲဆိုတော့ဆာမူဝဲမှာအမှတ်တရဖို့မေးတာကို133မှတ်အရအောင်ဖြေထားတဲ့အကြောင်းသားကိုကြည့်ပြီးသူစာခိုးချတာနေမှာပေါ့မဟုတ်ရင်ဒီလောက်အမှတ်မရနိုင်ဘူးလို့အပုတ်ချနေတဲ့ညံပြင်းတဲ့အကြောင်းသူတွေနဲ့တူပါတယ်လက်တွေ့မှာကိုကြီးရယ်ဒိုကမက်ဆီရဲ့ခြေရာကိုတော့မမိနိုင်ပဲအဝေးကြီးကြံနေခဲ့တာကိုလက်မခံနိုင်ကြတာပါသူရဲ့ပုံစံကရီစာဟောင်းကအသေးတွေ့ပြီးပြောနေတာကိုမကြည့်ရပဲသူများအတွဲကိုလိုက်ပြီးဟိုကောင်မလေးကမကောင်းပါဘူးကွာလို့အတင်းပြောနေတယ်လို့လိုပါပဲမက်ဆီက၄နှစ်ဆက်တိုက်ရတော့သူတို့ခေါင်းဖူလာတယ်ဟာဒီကောင်9နှစ်ဆက်တိုက်ယူသွားရင်ငါတို့ကိုကြီးသမိုင်းမှာပျောက်သွားတော့မယ်ဆိုပြီးတော့ကြောက်လက်လာကြပုံရပါတယ်ဒီမှာဟာသားကစတာပါ2012ခုနှစ်မှာမက်ဆီက60ကိုသွင်းပြီးယူသွားတယ်2013ရောက်တော့မက်ဆီကဒဏ်ရာတွေရနေတယ်ဒါပေမဲ့လာလီဂါရတယ်ဘိုင်မီနစ်ကဖရန့်ရီဘာရီကဖလားတော်လုံးရတယ်ရယ်ဒိုကဘာရလဲဘာမှမရပါဒါပေမဲ့ဘာဖြစ်သွားလဲဖီဘာကမဲမီရဲ့ရက်ကိုရုတ်တရက်တိုးချဲ့လိုက်တယ်ဘယ်အချိန်မှလဲရယ်ဒိုကဆွေးနွေးပွဲမှာဟတ်ထရစ်သွင်းပြီးတဲ့အချိန်မှာပေါ့ဒါကဘာနဲ့တူလဲဆိုတော့ဆောင်းမွဲဖြေပြီးသွားမှကျောင်းကြီးသားအမှန်နဲ့နေလို့ကဲနောက်ထပ်15မိနစ်ထပ်ဖြည့်ကြကွာဆိုပြီးအချိန်ကိုပေးလိုက်တယ်လို့ပါပဲဖလားလုံးမမရတဲ့သူရီဘာရီထက်စွမ်းဆောင်ရည်နေတဲ့သူကဘောလုံးတရားစုရသွားတာကိုရယ်ဒိုပရိသတ်တွေကထိုက်တန်ပါတယ်နေမက်ဆီ173ကိုသွင်းတော့ကဖလားမရလို့မပေးသင့်ဘူးပြောတဲ့သူတွေရယ်ဒိုဖလားမရပဲယူသွားတော့တူးချင်းစွမ်းဆောင်ရည်ကြည့်ရမှလေဆိုပြီးတော့စကားပြောင်းသွားကြတယ်မရှက်ဘူးလားဟဲ့လူလိုပဲမေးချင်ပါတော့တယ်ယူတဲ့သူကတော့မရှက်ပေမဲ့မြင်တဲ့ကျွန်တော်တို့ကတော့ရှက်မိကြအောင်ပါအဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ